ပေါင်းပြီးတော့ထူးမယ်သွေးချင်းတို့ရေအဲ့လိုထူးရမှာအဲ့လိုထူးရမှာသွေးစုပ်ကောင်းမိစ္ဆာယုတ်ကိုသွေးစုပ်ကောင်းဆိုတာဘာပြောတာလဲဆိုတော့ကျုပ်တို့ဘာသာကျုပ်တို့တိုင်းရင်သူတိုင်းရင်သားတွေကိုအမျိုးကိုဘာသာကိုချစ်တဲ့သွေးနော်တိုင်းရင်သူတိုင်းရင်သားချစ်တဲ့သွေးဘာသာသာသနာကိုချစ်တဲ့သွေးတွေကိုပျောက်ပြက်သွားအောင်သူတို့ကလာပြီးတော့သွေးနဲ့ရောနှောလို့သွေးစုပ်ကောင်းလို့ပြောတာသဘောပေါက်ရဲ့လားအဲ့ဒီသွေးစုပ်ကောင်းကိုဘာလို့ရမှာလဲဆိုရင်နေအိုးသွေးချင်းတို့ရေသွေးစုပ်ကောင်းမိစ္ဆာယုတ်ကိုမောင်းထုတ်ဆိုလားမောင်းထုတ်တာတော့ဟုတ်ပါပြီဘယ်လိုမောင်းထုတ်ရမှာလဲကိုယ့်အိမ်ထဲဝင်လာတဲ့ခွေးသခိုးအဲ့ဒီခွေးသခိုးကိုဟဲ့တို့အိမ်ထဲမဝင်နဲ့တို့ခြံထဲမလာနဲ့ဆိုပြီးတော့ဒုံနဲ့ပြက်ခဲနဲ့ပေါက်အဲ့ဒီလိုမျိုးခွေးကိုမောင်းထုတ်သလိုမောင်းထုတ်ရမှာလားဆိုတော့အဲ့ဒီလိုမျိုးမဟုတ်ပါဘူးတဲ့ဘယ်လိုမောင်းထုတ်ရမှာလဲဆိုရင်ဖြတ်3ဖြတ်နဲ့မောင်းထုတ်မယ်ဖြတ်ဘယ်နှဖြတ်လဲဘာလဲနံပါတ်1ခုနကမြေနေရာတွေသူမယောင်းချင်းကြီးဟူသောဖြတ်ချင်းဖြင့်ဖြတ်စီးပွားရေးငွေသူ့ငွေမဖြစ်အောင်ဖြတ်စီးပွားရေးဖြတ်နောက်တကအိမ်တော်ရေးဖြတ်ဘယ်နှဖြတ်အဲ့ဒီလိုဖြတ်ပြီးတော့မှကိုယ့်ဘက်ကလည်းပဲတတိုင်းကို3တက်လုံအောင်ကာရမယ်ဘယ်လိုကာရမလဲတတိုင်း